ချစ်တော့အိမ်နောက်ဘက်ကအရင်ကနဲ့မတူတော့ဘူးလားခက်စင်းမိနေလို့ခံစားနေရလားဒါဆိုတော့ဆရာမပြပြရေးရေတရလေးကိုအမြန်ဆုံးလုပ်စေချင်ပါတယ်မိမိအိမ်ဖေဟာမှာဖေဟာတောက်တော့ရေးချမ်းကပါဖေဟာတောက်တော့ရေးချမ်းကိုခဏနေပြီးရင်ပြန်ဆွမ်းပြီးတော့ပကန်း24ပစ္စည်းအကျဉ်းကို3កောက်တီးတီးရွှတ်ပါတောက်တော့ရေးချမ်းကိုကမ်းပြီးတော့ဖះเจ้าဆောင်ရှိမှာမိမိပြုတ်ခဲ့ဘူးတဲ့ကုသိုလ်ကောင်းမှုတွေကိုသစ္စာဆိုပါဥပမာမိမိကအမေဖောက်ကိုဘယ်နဲ့နှစ်လုပ်ကြွေးခဲ့ဘူးတဲ့အဲတုန်းကဘယ်တလိဆန်လေးတွေကိုအစာကျွေးခဲ့ဘူးတဲ့အတက်ကိုကဲဆယ်ခဲ့ဘူးတဲ့ဥပမာဘလုံးငါလှုပ်ခဲ့ဘူးတဲ့ဘယ်နေ့ဘယ်တော့ဘယ်မှာတရားဆောက်တဲ့နေရာမှာအလူငွေထည့်ခဲ့ဘူးတဲ့အမေပြုတ်ခဲ့ဘူးတဲ့ကောင်းမှုကုသိုလ်တကူကိုသစ္စာဆိုပြီးတော့ဖះတောက်တော်ရေးကိုတိုင်တယ်ပါပြီးရင်အမျှဝေပါဤသစ္စာစကားတွေမှန်ကန်မှာကဤခက်စီပြပါစေမိမိချစ်သူကငကိုစိတ်ပုံမှန်ကိုပြန်ရောက်ပါစေအဲ့လိုဆုတောင်းပြီးပါဒီဖះတောက်တော်ရှိကိုဒီချစ်သူတောင်းမဲ့ရှိထဲမှာထည့်ထားပါဖြစ်နိုင်လို့ရှိရင်တော့ဒီထိုကောင်းထိုလုံးမဲ့ရှိတဲ့ကိုပါထည့်ထားပေးပါပြီးရင်မိမိအိမ်အနှံ့မှာလည်းအန်ရကင်းအောင်ပတ်ဖြန်းပေးပါဒါဆိုရင်တော့မကြခင်မှာတိတိတတာသူခက်စီးမိတာသိကြတယ်ဆိုလို့ရှိရင်ပြောင်းလဲလာပါလိမ့်မယ်သူရဲ့ငကိုအကျဉ်းပုံစံတိုင်းလေးပြန်ဖြစ်လာပါလိမ့်မယ်အစီရင်ပြုလုပ်ငန်းတွေမှာမိမိဟာ၅ပါးတီလာမြဲနေရပါမယ်မိမိကတတိယလုံးမဖြစ်နေရပါဘူးမိမိရဲ့သစ္စာမှန်ကန်ရပါမယ်ကိုချစ်သူတဲ့ချစ်ချင်းမြတ်တာအရင်ကနဲ့ပြုလုပ်ရပါမယ်မဟုတ်ရင်တော့ဒီရေတွေကစွမ်းမှာမဟုတ်ပါဘူးဆရာမကတော့ဆရာမမေပါဆရာမစီမှာတာရောနဲ့ပေးရင်ပေးချင်တယ်ဆိုရင်ဆရာမရဲ့ Fiverr တို့မဟုတ် TikTok CV မှာလာပြီးတော့ဆက်သွယ်လို့ရပါတယ်နောက်ဗီဒီယိုမှာဘယ်အကြောင်းအရာတွေကြည့်ချင်တယ်ဆိုတာကိုလည်းမှတ်မှတ်ရေးပေးခဲ့ပါဦး